စိမ့်တွေပါလားစိမ့်တွေပါလားဒီမှာပေါ့နော်ဈေးရောင်းကောင်းအောင်လုပ်တဲ့နီလေးပေါ့နော်မိုက်လုံနေတယ်ပေါ့ဒီနေ့နဲ့ဆိုရင်ဒါ3ရက်မြောက်ပေါ့နော်9ရက်ဆက်တိုက်လုံးရမယ်တဲ့နော်9ရက်ဆက်တိုက်လုံးရမယ်တဲ့အဲ့တော့သိကျင်တဲ့သူလေးတွေကစုံထိကြည့်သွားပေါ့နော်မသိပြီးတဲ့သူတွေကလည်းကြော်သွားလို့ရပါတယ်ရှင်နော်ဘလို့လေးပြောရမလဲဆိုရင်မိုက်ပြပြပေးမယ်အဲ့တော့မိုက်အကောင့်လေးကိုလည်းနော်ပေါင်းလေးနဲ့နော်ပြီးလို့ရှိရင် share ပေးသွားနော် share တာကတော့ copy link ယူreport လုပ်လဲရတယ်ပေါ့နော်ပြီးတော့မှန်ပေးသွားပေါ့နော်အသေးကတော့ဒါအခုတက်လာတဲ့တခုပေးရင်တော့ကိစ္စမရှိဘူးပေါ့ဟောတဲ့ဝင်ပြီးတဲအများကြီးပေးရင်တော့ TikTok ကနေမကြိုက်ပါဘူးเนาะအဲ့တော့မိုက်စများဟောတဲ့ဝင်ကြည့်ရဆိုရင်ထိတ်ဆုံးအသေးပေးတဲ့မှန်နဲ့ပြီးတော့အောက်ကပုံလေးတွေကိုဝင်ကြည့်ပြီးလို့ရှိရင်မှန်ပေးခဲ့တယ်ပေါ့เนาะအနည်းဆုံးတော့3ခု5ခုပေါ့အဲ့လိုမျိုးလေးမှတ်မိခဲ့တယ်အဲ့တော့အချင်းချင်းအပြန်လန်အားပေးကြမယ်ပေါ့နော်ဈေးရောက်တဲ့သူလေးတွေအပြန်လန်အားပေးကြမယ်တယောက်နဲ့တယောက်အားပေးကြမယ်ပေါ့နော်အဲ့ဒါဘယ်လိုဆိုရမလဲဆိုလို့ရှိရင်ကိုကဈေးဆောင်တဲ့သမီးလေးကိုမြင်အောင်လိုက်ပေါ့နော်မြင်အောင်လိုက်ပြီးဈေးဆောင်တဲ့သမီးလေးငါ့ကိုဈေးအောင်ကောင်းအောင်ကူညီပေးဝဲသူတွေကိုငွေနဲ့တကွာလွတ်ပေးဒီနေ့10ချီ30ချီရာချီထောင်ချီတောင်းချီရောင်းရအောင်ကူညီပေးကြောက်ရောက်လာမဲ့အနေရတွေကိုနဲ့သမီးလေးကချင်းပေးအဲ့လိုမျိုးဆိုရတာပေါ့နော်အဲ့တော့ဒါ9ရက်စက်တိုက်လုံးအောင်မယ်ပေါ့နော်9ရက်စက်တိုက်လုံးရပါမယ်ကိုရဲ့စက်တိုင်လုံးမှာပဲပေါ့တကယ်လို့တရက်ပြက်ခဲ့တယ်ဆိုလို့ရှိရင်အစာနေပြန်ပြီးတော့လုံးရမယ်เนาะအစာနေပြန်ပြီးတော့လုံးရပါမယ်တဲ့ရှင်เนาะအစာနေပြန်ပြီးတော့လုံးရပါမယ်တဲ့ရှင်ကဲအဲ့တော့ဈေးရောင်းကောင်းကြပါစေရှင်အဲ့တော့ဈေးတဲ့အချင်းချင်းတယောက်နဲ့တယောက်ဖေးမကူညီကြမယ်ပေါ့ပြန်လည်မှန်လေးတွေပေးကြမယ်ရှင်เนาะအဲ့တော့မိုက်အောင်မှလာမှန်ထားရင်မိုက်ရအားရနဲ့ဝေါ်ရဲဝင်ပြီးတော့ပြန်ပြီးတော့မှန်ပေးမယ်ရှင်မှန်တဲ့နေရာမှာလဲပေါ့နော်emoji ကြီးပဲမှန်တာတဲ့ပေါ့နော်မှန်တဲ့နေရာမှာလဲ emoji ကြီးပဲမှန်တာတဲ့ကိုကဒီဗီဒီယိုနဲ့ကိုက်မဲ့စာသားလေးတွေကိုမှတ်မေးပေါ့နော်သူတို့ကမင်္ဂလာဆိုကမင်္ဂလာပါပေါ့သူတင်တဲ့သချင်းလေးရ8လပါညာဆို8တဲပေါ့TikTokကကျတော့သူကမုန်းစကားကိုမကြိုက်ဘူးပေါ့နော်အဲ့တော့8တဲပဲပြောရတယ်သူတခုခုတင်နေပေါ့မကိုမသိဘူးဆိုဘာဒီလေးလဲဒါမျိုးလေးပေါ့နော်အိမ်ကြီးကလှလိုက်တာကောင်းကလေးကကြိုက်တယ်ဒါမျိုးလေးတွေပေါ့နော်တယောက်တည်းမှန်ကူကြမယ်နော်အဲ့တော့အဲ့လိုမျိုးကူမဲ့သူလေးတွေကမှန်ယူမှန်ခဲ့ပြီးလာပြီးတော့ဝင်မှန်ပြီးမဲ့နှစ်ဖြတ်ဆိုရုံးပိတ်သေးတယ်ဆိုတော့